Hello ပဲမင်္ဂလာပါဝလိုဂေနီလိုဂေဟာလိုဂေဟောဆန်လာစာကိုရီ electrician မျိုးစားဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်အနေငယ်ပြပြထားမှာဖြစ်ပါတယ်ပထမဆုံး electrician က low voltage electrician လို့ခေါ်ပါတယ်ဒုတိယကတော့ residential electrician တတိယကတော့ commercial electrician ပြီးလို့ရှိရင် industrial electrician ပြီးလို့ရှိရင် maintenance electrician ပြီးလို့ရှိရင် utility electrician ဆိုတော့ electrician များဖြင့်ခေါင်းစဉ်များဖြင့်ခွဲခြားတာရှိပါတယ် low voltage electrician တွေကဘာတွေလုပ်လဲဆိုတော့သူတို့က data နဲ့ communication fire alarm တက်ဆင်တဲ့ company မှာလုပ်တဲ့လူတွေ camera တွေ security system တွေ card reader တွေဘာတွေအစပါတော့အဲ့လိုမျိုး security system နဲ့ပတ်သက်ပြီးတော့လုပ်တဲ့လူတွေကတော့သူတို့ကို low voltage electrician လို့ခေါ်ပါတယ်ဒီ low voltage electrician မှာသူ့ရဲ့ license တည်တံ့ရှိပါတယ်သူကို L6 ဒါကတော့ UU limited 20% license ပေါ့နော်ဒါ low voltage လုပ်တဲ့လူတွေအတွက်ပြီးလို့ရှိရင် C5 ကျတော့သူတို့ရဲ့ low voltage contractor တွေအတွက် C5 ဆိုတဲ့ license ဆိုတာရှိပါတယ် residential electrician ဆိုတော့ by electrician လဲဆိုတော့အိမ်တွေ apartment တွေမှာဒီကနေ့ပတ်သက်ပြီးလုပ်ကိုင်တဲ့ electrician တွေကို residential electrician လို့ခေါ်ပါတယ်အဲ့ဒီ electrician တွေကတော့ဗိုလ်တွေအပြင်120 140ကိုအများအပြားသုံးတဲ့ electrician ဖြစ်ပါတယ်နောက် electrician တစ်ခုကတော့ commercial and industrial electrician ဖြစ်ပါတယ် commercial and industrial electrician တွေကတော့အများအပြားတွေ့ကြရတဲ့ဗိုလ်တွေကတော့120 108နဲ့189 480ဆိုတဲ့ဗိုလ်တွေဖြစ်ပါတယ် main electrician တွေတွေ့ကြရတာဗိုလ်တွေကနေပြီးတော့0ဘိုးကနေတော့480တိဖြစ်ပါတယ်ကျန်တဲ့ electrician မျိုးစားကတော့ utility electrician ဖြစ်ပါတယ်ဒီ electrician မှာ transmission နဲ့ distribution နဲ့ generating electrician ဆိုတဲ့ electrician ၃မျိုးရှိပါသေးတယ်ကိုက generating plant မှာလုပ်ရတာ power generating plant မှာလုပ် electrician ကသူ့ရဲ့ title တစ်မျိုးပါဒီ transmission line မှာလုပ် electrician title တစ်မျိုးပါဒီ distribution မှာလုပ်တဲ့လူတွေကလည်းသူ့ရဲ့ title တစ်မျိုးပါအမျိုးအစားအများကြီးကွဲပြားသွားပါတယ်ဒီ transmission generation နဲ့ distribution မှာဆိုတော့မှဒီ overhead underground နဲ့ substation electrician ဆိုတော့မျိုးထပ်ခွဲထားပါတယ် overhead electrician ဆိုတာကဒီကိုရေစီးတဲ့ဒီ pocket truck တွေနဲ့လိုက်သွားနေတဲ့ electrical company တွေအဲ့ဒီ electrician တွေကိုဒါ overhead electrician လို့ခေါ်ပါတယ် underground electrician ကအများအပြားတွေ့ချင်မှလည်းတွေ့အောင်ပါအများအပြားသူတို့ကတော့ဒီမြို့ကြီးတွေမှာကားလမ်းအောက်တွေအဆောက်အဦအောက်ခြေတွေမှာရှိတဲ့ဒီမီလိုင်းတွေမီ power station တွေကိုပဲသူတို့ကအလုပ်လုပ်ကိုင်ရတာပေါ့နော် substation electrician တွေကြတော့ဒီ station တွေမှာရှိတဲ့ဒီ transformer တွေ switch gear တွေဒါမှမဟုတ်ဒီ breaker ကြီးတွေကိုစစ်ဆေးပြီးတော့ပြုပြင်ထိန်းသိမ်းရတဲ့ electrician တွေမျိုးစားဖြစ်ပါတယ် utility electrician တွေကတော့သူတို့လုပ်ရတဲ့ဘိုးတွေကတော့ဘိုးတွေ600နဲ့အထက်ဖြစ်ပါတယ်ဒီတွေကအရင်မြင့်မှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်နယ်မှာတော့3သိန်း4တောင်5တောင်ဖို့အထိပဲအများဆုံးအမြင့်ဆုံးရှိပါတယ် distribution line မှာဆိုတော့ 4K 12K 45K အမျိုးမျိုးပေါ့နော်ဒါကတော့လမ်းကနေပြီးတော့ကိုယ်အိမ်ကိုမရောက်မချင်းထိဆက်သွားနေ line တွေပေါ့နော်ကိုယ်အိမ်ရှိမှရှိတဲ့မီတိုင်တွေမှာဖြစ်ဖြစ်ဒါမှမဟုတ်လေကိုယ်အိမ်ကိုမြေအောက်နေလာတဲ့ line တွေမှာဖြစ်ဖြစ်သူတို့မှာပေ transformer တရားနေပြီးတော့စင့်ခံပြီးတော့ကိုယ်အိမ်ကိုရောက်တာပေါ့နော်အဲ့ဒီကနေပြီးတော့120နဲ့140ကိုပြောင်းသွားပြပါတယ်ကျွန်တော်ပြပေးတဲ့အထက်မှာ electrician မျိုးစားတွေအများကြီးရှိတယ်ဒါအတွက်ကြောင့် electrician တယောက်အနေနဲ့ဒီနိုင်ငံမှာအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုကဘာ electrician မျိုးစားဖြစ်ချင်လဲဆိုတာအရင်သိအောင်လုပ်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကိုကကြောင်းလက်မရပြီး company တွေရှောက်တဲ့အခါမှာကိုရှောက်တဲ့ company ကကိုဖြစ်ချင်တဲ့license ရဖို့ပံ့ပိုးပေးတဲ့ company ဟုတ်လားမဟုတ်ကိုရင်လေ့လာရမှာဖြစ်ပါတယ်လို့ပို့တဲ့ company မှာလုပ်ပြီးတော့ E1 ရချင်လို့မရပါဘူးသူ E1 ရချင်လို့ရှိရင်ဒီတကယ်residential commercial industrial တွေတက်ဆင်ဆောက်လုပ်ပြုပြင်တဲ့ company မှာလုပ်မှသာလျှင် E1 license ကိုရရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်